မင်္ဂလာပါရှင်အခုဖတ်ပြပေးသွားမှာကဦးနုဘာသာပြန်ရေးသားခဲ့တဲ့မိတ္တပလတိကာဆိုတဲ့စာအုပ်ထဲကအပိုင်း1လူအများနဲ့ဆက်သွယ်ရနိုင်အခြေခံနည်းလမ်းကောင်းများဆိုတဲ့အပိုင်းမှာပါဝင်တဲ့အခန်း2ဆက်ဆံရဝဲနီးကောင်းတမီဆိုတဲ့အခန်းကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အခန်း2ဆက်ဆံရဝဲနီးကောင်းတမီဤမိုးအောက်တွင်တစုံတစ်ယောက်သောသူအားကိုခိုင်းသည့်အရာကိုလှုပ်အောင်ခိုင်းနိုင်သောနည်းတစ်နည်းသာရှိသည်ထိုနည်းမှာမည်သည့်နည်းများဖြစ်ပါလိမ့်ဟု၍သင်စဉ်းစားမိပါ၏လောဟုတ်ကဲ့နည်းတစ်နည်းသာလျှင်ရှိ၏ထိုနည်းသည်ကတစုံတစ်ယောက်သောသူအားကိုခိုင်းလိုသည့်အရာကိုလှုပ်ချင်အောင်ခိုင်းခြင်းပင်ဖြစ်၏ထိုနည်းအပြင်အခြားနည်းမရှိကြောင်းကိုသတိပြုပါတကယ်ပါပဲလူတစ်ယောက်၏နံကြားကို6လုံးမျိုးတစ်နက်နဲ့တိပြီးတော့သူ့နာရီကိုပေးချင်လာအောင်တင်လှုပ်ချင်ရင်လှုပ်နိုင်ပေလိမ့်မည်အလုတ်ထုတ်ပြစ်မည်ဟုချင်းချောက်ခြင်းအပြင်တင်လှုပ်သားတဦးကိုတင်မျက်စိအောက်တွင်တင်အားကူဖော်လောင်ဖက်ရအောင်ခိုင်းနိုင်ပေလိမ့်မည်ကလေးတဦးအားကြာပုတ်ဖြင့်ရ၍တော်၎င်း6လန့်၍တော်၎င်းတင်ခိုင်းလိုသည့်အရာကိုလှုပ်အောင်ခိုင်းနိုင်ပေလိမ့်မည်တို့ရာတွင်ဤကဲ့သို့မသိမ်မွေ့သောနည်းများမှအလိုမရှိအပ်သောအမှုအခင်းများသည်ပေါက်ဖွာလာတတ်လေသည်တင်ဘာကိုအလိုရှိသလဲယခုခေတ်တွင်အထင်ရှားဆုံးသောစိတ်ဖက်ဆိုင်ရာပညာရှင်ကြီးတစ်ဦးဖြစ်သည့်ဗီယက်နာမြို့မှဒေါက်တာစကမန်ဖရိုက်ကတင်နှင့်မိမိကိုယ်ကိုအထင်ကြီးသောစိတ်တို့၏တိုက်တွန်းမှုနှစ်ခုမှဖြစ်ပေါ်လာလေသည်ဟု၍ပြောကြားပူ၏အမေရိကန်ပြည်၏အနက်နယ်ဆုံးသောသဘာဝတတိပညာရှိကြီးပါမောက္ခဂျွန်ဂျူဝီကအထက်ပါစကားကိုအနှဲငယ်ပြင်၍ပြောလေသည်လူတို့တွင်အပြင်းပြဆုံးသောစိတ်သည်မိမိကိုမိမိအထင်ကြီးသောစိတ်ပင်ဖြစ်သည်ဟုဒေါက်တာဂျူဝီကပြောလေသည်မိမိကိုမိမိအထင်ကြီးသောစိတ်ဆိုသောစာပိုက်ကိုကောင်းစွာမှတ်သားထားပါထိုစကားသည်အတိတ်ပဲလေးနက်၏ဤစာအုပ်ထဲတွင်ထိုစကားအကြောင်းကိုသင်သည်အမြောက်အများကြားရပေလက်တံသင်ဘာကိုအလိုရှိသလဲများများလဲအလိုရှိမည်မဟုတ်ပါတို့ရာတွင်သင်အလိုရှိသောအနှဲငယ်သောအရာတို့ကိုသင်သည်မရလျင်မနေနိုင်တော့အောင်အလိုရှိ၏လူလားမြောက်သူတိုင်းလိုပင်အလိုရှိကြသောအရာများမှာ1ကျန်းမာခြင်းနှင့်အသက်ရှည်ခြင်း2အစာ3အအိတ်4ငွေနှင့်ငွေဖြင့်ဝယ်ယူနိုင်သည့်ပစ္စည်း5တမလွန်ဘဝ၏အရေး6ရာဂစိတ်ပြည့်ငြိမ်းမှု9သားသမီးတို့၏ကောင်းစားရေး10မိမိကိုယ်ကိုမိမိအထင်ကြီးလိုခြင်းထို8ချက်အနက်1အချက်မှတပါကြံအချက်များအားလုံးလိုပင်သင်သည်ရရှိနိုင်လေသည်အစာနှင့်အအိတ်တို့ကိုအလိုရှိသည့်ဆန္ဒတို့လောက်လေးနက်ပြင်းထန်ပြီးလျင်တခါတလေမှသာဆန္ဒပြေဝရသောတောင်းတချက်တစ်ခုရှိလေသည်ထိုတောင်းတချက်ကိုဖရိုက်ကကြီးမားလိုသောဆန္ဒဟုခေါ်လေသည်လူတိုင်းအမြောက်ကြိုက်သည်ဟုလင်ကွန်းသည်စာတစ်စောင်တွင်အစချီ၍ရေးသားပူ၏ချီးမောခံလိုသောယမတ်သည်လူတို့၏အနက်နည်းဆုံးသောပင်ကိုယ်သဘောဖြစ်သည်ဟု၍ဝီလျံဂျိန်းကပြောပူ၏ဤနေရာ၌ဝီလျံဂျိန်းသည်အလိုဆန္ဒမျှော်လင့်ချက်ဟူသောစကားများကိုမသုံးဘဲယမတ်ဟူသောစကားကိုသုံးလေသည်ဤသည်ကလူတို့တွင်အလွန်ပြင်းပြလျက်ရှိသောစာလောင်မွတ်သိပ်ခြင်းပေသည်ဤစိတ်ဤစာလောင်မွတ်သိပ်ခြင်းကိုဖြူစင်ဖြောက်ဆင်းစွာဖြေဖြောက်ပေးနိုင်သောလူထူးသည်လူတို့အားသူ၏လက်ဝါအတွင်းတွင်စုပ်ကိုင်ထားနိုင်၍တွင်တူးသမားကပင်လျှင်ထိုလူသေးသောအခါဝမ်းနည်းလိမ့်မည်ဖြစ်၏မိမိကိုမိမိအထင်ကြီးသောစိတ်သည်လူနှင့်တိရစ္ဆာန်တို့၏သဘာဝကိုကွဲပြားခြားနားစေသောအချက်တစ်ချက်ပေသည်သက်သေထူပါအံ့ကျွန်ုပ်သည်မစ်ဆူရီပြည်နယ်တွင်စရင်ငါးကလေးဖြစ်နေကြကျွန်ုပ်၏ဖခင်သည်လှပသောဂျူရော့ဂျာစီဝက်များနှင့်မိဘအစဉ်အဆက်ကမျက်နှာဖြူသောနွားများကိုမွေးမြူလေသည်ထိုဝက်နှင့်နွားများကိုဗဟိုအနောက်ပိုင်းအရက်ဒေသတစ်လျှောက်ရှိတောစည်းများနှင့်တိရစ္ဆာန်ပြပွဲများတွင်ပြသလေးရှိလေသည်ကျွန်ုပ်တို့သည်ပထမဆုများကိုမကြာခဏရရှိကြသည်ကျွန်ုပ်၏ဖခင်သည်စုအဖြစ်ရရှိသောအပြာရောင်ဖဲပြားများကိုပိတ်ဖြူစားတစားပေါ်တွင်တွေ့ကပ်ထား၍ကျွန်ုပ်တို့အိမ်သို့မိတ်ဆွေသင်္ကဟများလာကြသောအခါကျွန်ုပ်၏ဖခင်သည်ထိုပိတ်ဖြူစားကိုယူထုတ်လာမည်
သူကတစားကိုကိုင်၍ကျွန်ုပ်ကအခြားတစားကိုကိုင်လျက်ဖဲပြားများကိုပြလေရှိ၏ဝက်နှင့်နွားများသည်သူတို့အတွက်ပထမအစုဖြစ်ရရှိသောဖဲပြားများကိုဂရုမစိုက်တော့လေကျွန်ုပ်၏ဖခင်မှမူကားများစွာဂရုစိုက်လျက်ရှိ၏ဤစုများကြောင့်ကိုသူအတော်အထင်ကြီးလျက်ရှိလေသည်အကယ်၍သာကျွန်ုပ်တို့၏မိဘဘိုးဘွေးတို့တွင်သူတို့အထင်ကြီးသောစိတ်များပြင်းပြစွာမရှိခဲ့ပါမူကျွန်ုပ်တို့၏ယဉ်ကျေးမှုသည်ရှိနိုင်မည်မဟုတ်ထိုကဲ့သို့စိတ်ဆန္ဒများမရှိခဲ့လျင်ကျွန်ုပ်တို့လည်းတရိษံများနှင့်ခြားနားလာမည်မဟုတ်ချေဒေါ်လာဝက်နှင့်ဝယ်ယူထားသောအိမ်နောက်ပစ္စည်းများထည့်ထားသည့်စီပိုင်းထဲတွင်တွေ့ရှိသောဥပဒေစာအုပ်များကိုအလွန်ဆင်းရဲ၍ကြောင်းမနေဘူးသောကုံစုံဆိုင်စရေးကလေးအားလေ့လာသင်ကြားစေသောအရာသည်မိမိကိုမိမိအထင်ကြီးသောထိုစိတ်ပင်မဟုတ်ပါလောဤကုံစုံဆိုင်စရေးကလေးအကြောင်းကိုသင်သည်ကြားဘူးကောင်းကြားဘူးပေလိမ့်မည်သူ၏နာမည်မှာလင်ကွန်းဖြစ်သည်တစ်ကင်အားကဘာကျော်အမရေဝတ္ထုများကိုရေးစေသောအရာသည်လည်းမိမိကိုမိမိအထင်ကြီးသောထိုစိတ်ပင်ဖြစ်လေသည်ထိုစိတ်ပင်နှင့်ဆာခရစ္စတိုဖာရင်အားကြောက်တုံးများဖြင့်နတ်ပုံနတ်နန်းများပေါ်ပေါက်စေခဲ့လေပြီထိုစိတ်ပင်နှင့်ရော့ဖဲလာကိုသူတသက်တွင်သုံးမကုန်နိုင်သောတန်ပေါင်းများစွာဥစ္စာပစ္စည်းတို့ကိုစုစည်းခဲ့လေပြီထိုစိတ်ပင်နှင့်တင်နေသောမြို့မှာရှိသည့်အချမ်းသာဆုံးတထေအားသူနေနိုင်သည့်ထက်အစာပေါင်းများစွာကျယ်ပြန့်သောအိမ်ကြီးရခိုင်ကိုစောက်စေခဲ့လေပြီထိုစိတ်ပင်လျင်နောက်ဆုံးမော်ဖက်ရှင်ကိုဝယ်နောက်ဆုံးမော်မော်တော်ကားကိုစီး၍ညံထက်မြက်သောတင်ဤကလေးများအကြောင်းကိုပြောခြင်းအောင်တင့်အားလုပ်ပေးခဲ့ဘူးလာလေပြီမြောက်များစွာသောလူလင်ပြိုတို့အားလူဆိုးကိုင်းဝင်များတနက်ကိုင်းလူဆိုးများဖြစ်အောင်သွေးဆောင်ခဲ့မှုသောစိတ်သည်လည်းထိုစိတ်ပင်ဖြစ်၏ရေပုံရအားဖြင့်ကာလပေါ်ရာဇဝတ်ကောင်ကလေးများသည်ကိုအထင်ကြီးနေသောစိတ်ထားများမိုးမွန်လျက်ရှိကြ၍သူတို့ကိုဖမ်းမိပြီးလင်ပြီးချင်းသူတို့တောင်းဆိုသောပထမအချက်သည်သူတို့ကိုလူစွမ်းကောင်းများဖြစ်အောင်ရေးသားထားသောကြောက်စရာသတင်းများပင်ဖြစ်လေသည်ဘေဘီရူတ်လာကွာဒီယာအိုင်းစတိုင်လင်ဒ်ဘက်တော့စကနီနီသို့မဟုတ်ရို့စဘဲတို့ကဲ့သို့သောကဘာကျော်ပုဂ္ဂိုလ်တို့၏ဓာတ်ပုံနှင့်သူတို့၏ဓာတ်ပုံများကိုရှင်၍သတင်းစာထဲတွင်ပါလာသည်ကိုမြင်စိတ်စွာကြည့်နေရစဉ်လျှက်စစ်တက်ကလထိုင်ပေါ်တွင်တင်၍အသက်ခံရမည့်ဘေးကိုတတိမရသလိုပင်ဖြစ်နေကြလေသည်ဤသို့လျှင်နယူးယောက်မြို့တော်၏ပလိတ်မင်းကြီးဟောင်း E.P. မူလရူနီကထုတ်ဖော်ပြောမှု၏အကယ်၍တင်သည်မိတို့သောအလုပ်ကိုလုပ်ခြင်းဖြင့်တစ်ကိုတင်အထင်ကြီးသောတင်ဤအာသာကိုပြေစေသည်ဟုကျွန်ုပ်အားပြောကြားပါလျင်တင်သည်ဘလို့လူစားဖြစ်သည်ကိုတင်အားကျွန်ုပ်ပြောကြားနိုင်မည်ဖြစ်၏ထိုစိတ်ကိုအကဲခတ်ခြင်းဖြင့်တင်ဤအကျင့်စာရိုက်တာကိုဆုံးဖြတ်နိုင်မည်ဖြစ်၏ထိုစိတ်သည်ပင်လျင်တင့်တွင်အထင်ရှားဆုံးသောအရာဖြစ်သည်တက်တည်ထုတ်၍ပြအောင်အံ့တခါမျှလည်းမမြင်ဘူးနောင်လည်းဘယ်တော့မှတွေ့ရလိမ့်မည်မဟုတ်သောတရုတ်ပြည်ပီကင်းမြို့ရှိစင်ရဲသားတန်းပေါင်းများစွာကိုကုသရန်အတွက်ခေတ်မီစေယုံလျုံကိုစောက်လုပ်ရန်ငွေလူရန်ခြင်းအပြင်ဂျွန်ဒီရော်ဖဲလာတထေးကြီးသည်မိမိကိုမိမိအထင်ကြီးနေသောသူ၏အာသာကိုဖြေခဲ့လေသည်ဒီလင်ဂျာမာမူကခိုးသားတပြဗန်ဒိုက်လူသက်သမားဖြစ်ခြင်းဖြင့်သူ့ကိုယ်သူအထင်ကြီးနေသောအာသာကိုဖြေခဲ့လေသည်စက်တနက်ကိုင်ပလိတ်များနောက်ကလိုက်လာသောကြောင့်မင်နီဆိုတာပြည်နယ်ရှိခြံသမားတဦး၏အိမ်တွင်သို့အတင်းဝင်ပြီးပြီးနောက်ဒီလင်ဂျာဆိုတာကျုပ်ပဲဟုပြောလေသည်ပြည်သူရန်သူနံပါတ်1ဖြစ်ရသည်ကိုသူသည်ခုံယူ၏ခမားတို့ကိုလက်ဖြားနဲ့တော့မတို့ဘူးကျုပ်ဒီလင်ဂျာပဲဟု၍သူကပြောပြလေသည်ဒီလင်ဂျာနှင့်ရော်ဖဲလာတို့၏ကွဲပြားခြားနားချက်တရက်မှာသူတို့နှစ်ဦးတွင်မိမိကိုမိမိအထင်ကြီးသောစိတ်များတစ်မျိုးစီပေါ်ပေါက်လျက်ရှိခြင်းပင်ဖြစ်သည်မိမိကိုမိမိအထင်ကြီးစေသောစိတ်အတွက်အားကျိုးမှန်တက်တူပြိုင်ဆောင်ရွက်ခဲ့ကြသည့်ကြော်စောထင်ရှားသည့်လူများ၏ဥမျိုးစရာတာရကများကိုတမိုင်းတွင်အထင်ရှားတွေ့ရမည်ဖြစ်၏ဂျော့ဝါရှင်တန်ပင်လျှင်သူ့ကိုဖုံးလက်ယုံကြီးမြတ်လှစွာသောအမေရိကန်ပြည်ထောင်စု၏သမ္မတမင်းဟု၍ခေါ်စေခြင်း၏ကိုလံဘတ်သည်သမုဒ္ဒရာတို့၏ရေချောင်းစစ်ဗိုလ်ချုပ်ကြီးနှင့်အိန္ဒိယပြည်၏ဘရင်ကံချုပ်ဟူသောပွဲကိုသူ့အားပေးပါမည်အကြောင်းအသနာခံခဲ့မှု၏ဧကရီထိတ်ခေါကြီးဟု၍လိမ့်မတက်ပေးသောပေးစာများကိုကက်သရင်းဂရိတ်သည်ဖောက်၍မဖတ်ကြည့်အိမ်ဖြူတော်တွင်မစ္စစ်လင်ကွန်ကမစ္စစ်ဂရန်ဘတ်သို့လှည့်ပြီးလျှင်ငါအထိုင်မခိုင်းဘဲနဲ့ငါရှိမှညီးပါကြောင့်ထိုင်ရသလဲဟု၍ကြားမကဲ့သို့ကြောက်မှတ်ဖွယ်အော်ဟစ်ခဲ့မှု၏
ရေချောင်းစစ်ဗိုလ်ချုပ်ကြီးဘတ်အားအနာတိတ်သမုတ်တရားဘတ်စီသို့ခရီးထွက်သွားနိုင်ရန်အတွက်ကျွန်ုပ်တို့၏တန်းကျွယ်တထေးကြီးများကငွေများဖြင့်ထောက်ပံ့ကြခြင်းသည်ထိုအရက်တွင်တွေ့ရှိသောရေခဲအတိဖုံးတွေသည့်တောင်တန်းများကိုထိုတထေးကြီးများ၏နာမည်ဖြင့်အမည်မှဲ့ပါမည်ဟူသောဝန်ခံချက်ကြောင့်ဖြစ်လေသည်ဗစ်တာဟူဂိုသည်ပြင်သစ်ပြည်၏မြို့တော်ကိုပဲရစ်ဟုခေါ်ရမည့်အစားဗစ်တာဟူဂိုဟူ၍ပြင်မှဲ့စေလိုသည့်ဆန္ဒထက်လျော့သောအခြားဆန္ဒမရှိချေကဗျာသည်တို့၏ဘရင်တဆူဖြစ်သောရှေ့စပီးယားပင်လျှင်သူ၏နာမည်ပြောင်းသည့်ထက်ပြောင်းစေရန်သူ၏မိသားစုတဆူနှင့်ထိုက်တန်သောအဆောင်အယောင်တို့ကိုရအောင်စ조사ခဲ့ပူ၏အခြားသူများကတနာ၍ဂယုတစိုက်လုပ်ခြင်းကိုခံရလျက်မိမိကိုမိမိအထင်ကြီးနေသောအာသာများပြေးစေလိုသောကြောင့်သူတို့သည်တခါတရံကိုမကျမ်းမာဟန်ဆောင်ကြ၏တက်တည်ပြပါအံ့မစ္စစ်မက်ကင်လီကိုကြည်ပါသူ၏ခင်ပွန်းသည်အမေရိကန်ပြည်သမ္မတမင်းအားအရေးကြီးသောတိုင်းရေးပြည်ရေးကိုပေးချိတ်လျက်ဂရင်မော်တွင်နိုင်ပေါင်းများစွာအသာဆောင်ပြီးလျင်သူ့ကိုပွေဖက်၍အိပ်ပျော်အောင်တိတ်စေသောအဖြစ်ထိုမိန်းမသည်မိမိကိုမိမိအထင်ကြီးလိုသောအာသာကိုပြေးစေလေသည်သူ့ကိုဂယုစိုက်စေလိုသည့်အာသာကိုပြေးစေရန်သူ့စိုက်သွားများကိုတက်နေစဉ်သမ္မတမင်းအားအနားတွင်နေခိုင်းသည်တစ်ချိန်သောဂျွန်ဟေးနှင့်ချိန်ထားသောကြောင့်သူ့ကိုသွားဆိုင်စရာနှင့်ထားပစ်ခဲ့သည့်အတွက်သူသည်အတော်ပင်စုပွက်ခဲ့သည်၏ဒီနေ့တွင်ဒီမိန်းမဟာသူ့အသက်ကိုသူပြန်တွက်ကြည့်ပြီးငါတော့ဒီတစ်သက်မှာနေမရတော့ပါဘူးလို့တွေးမိပါလိမ့်မယ်တကူရဲနေရမယ့်နှစ်တွေကအများကြီးမျောလင့်ချက်ကလည်းတိတ်မရှိလားအဲ့ဒီတော့အိယာဘောကတခါတည်းမထတော့ဘူးလူမမာလုံးလုံးကြီးဖြစ်နေတော့တာပဲ10နှစ်လုံးလုံးသူ့မိကြီးဟာသူနေတဲ့သုံးတက်တိုက်ပေါ်အထိစားစရာတောက်စရာတွေကိုတက်လိုက်ဆင်းလိုက်နဲ့တဲပို့ရင်သူ့ကိုပြုစုနေရတယ်ဒါနဲ့တနေ့ကျတော့သူ့အမေအိုကြီးဟာအလုတ်ပင်မပြီးလဲသေးပါရောတနင်္ဂနွေအပတ်ပေါင်းတော်တော်ကြာလူမမာဟာနွမ်းနေနေတာပေါ့လေဒီနောက်အိယာကထအဝတ်အစားလဲပြီးရှေးကလိုကျမ်းမာလာတော့တာပဲဟုမိမိကိုမိမိအထင်ကြီးနေသောစိတ်ကိုပြေစီလိုသောဆန္ဒကြောင့်ကျမ်းမာတန်ဆွမ်းလျက်နှင့်လူမမာလုံနေသောမိမတအူ၏အကြောင်းကိုကျွန်ုပ်အားမေရီရောဘတ်ရိုင်ဟတ်ကပြောပြပူ၏မိမိကိုမိမိအထင်ကြီးနေတော့လဲမျောလင့်သည့်အတိုင်းဤဗဒ္ဒကဘာလောကကြီးကအထင်ကြီးခွင့်မပေးသဖြင့်စိတ်တိုင်းကြအထင်ကြီးခွင့်ရသောအယူဘဝသို့လူတို့သည်ပြောင်းကြကုန်၏ဟု၍စိတ်ပညာဘက်ဆိုင်ရာအချို့ပါရဂူကြီးများကထုတ်ဖော်ပြောကြားမှုလေသည်အမေရိကန်ပြည်ထောင်စုရှိဆေးရုံများတွင်အခြားသောယောဂများကိုခံစားလျက်ရှိသောဝေဒနာသည်များအလုံးကိုစုပေါင်းထားသောအရေးအတွက်ထက်စိတ်တစယောဂဆွဲကပ်လျက်ရှိသောဝေဒနာသည်တို့၏အရေးအတွက်ကပုံမများပြားလျက်ရှိလေသည်တင်းအသက်သည်15နှစ်ထက်ကျော်၍တင်းသည်နယူးယောက်ပြည်နယ်တွင်နေသူတဦးဖြစ်ခဲ့ပါမူ9နှစ်လောက်အယူထောင်ကျနေဖို့ရန်အခွင့်အလမ်းများသည်အပုံ20ပုံနှင့်တပုံလောက်ရှိလေသည်ယူသွချင်းအကြောင်းရင်းကအဘယ်နည်းထိုကဲ့သို့အဆုံးမသက်သောမိဂုံမျိုးကိုမြည်သူမျှဖြေဆိုနိုင်လိမ့်မည်မဟုတ်တို့ရာတွင်စစ်ဖလစ်ခေါ်ကာလသားယောဂများကြာရောက်ပြီးလျင်ထိုယောဂပိုးတို့သည်အုံနောက်အိမ်များကိုဖျက်ဆီးသောကြောင့်ယူသွသွားရသည်ဟုကျွန်ုပ်တို့ကသိရှိရ၏ယူသွသောယောဂများအနက်တဝက်လောက်သည်အုံနောက်ပြည့်၍သော၎င်းအရက်ကြောင့်သော၎င်းအစိတ်အတောက်များကြောင့်သော၎င်းဒဏ်ရာတန်ချက်များကြောင့်သော၎င်းဖြစ်၏ကျန်တဝက်မှာမူကားအုံနောက်တစ်စုံတရာချွတ်ယွင်းချက်မရှိဘဲနှင့်ယူသွလျက်ရှိသည်ကိုတွေ့ရသည်အလွန်ထိတ်လန့်ဖွယ်ရာကောင်းလေစွာထိုဝေဒနာသည်များအနေဆရောက်ပြီးနောက်သူတို့၏အုံနောက်များကိုထုတ်ယူ၍အားအကြီးဆုံးပိုးမွှားကြည့်မှန်ဘလူးများနှင့်တေချာစွာကြည့်ရှုစစ်ဆေးရာထိုအုံနောက်များသည်တင်နှင့်ကျွန်ုပ်တို့၏အုံနောက်များကဲ့သို့ပင်လက်ဆက်ကောင်းမွန်လျက်ရှိကြောင်းကိုတွေ့ရ၏တို့ဖြစ်လျက်ဤလူများသည်အဘယ်ကြောင့်ယူသွသွားရသနည်းထိုမေးခွန်းကိုကျွန်ုပ်တို့၏နာမည်အကြီးဆုံးစိတ်တဆဆေးရုံတရုံ၏ဆရာဝန်ကြီးတဦးအားကျွန်ုပ်ကိုယ်တိုင်မေးမြန်းခဲ့မှု၏ယူသွသောဝေဒနာဘက်တွင်အထူးကျွမ်းကျင်သောကြောင့်အလွန်ရနိုင်ခဲ့သောဂုဏ်တူးပွဲလူကြီးများကိုရရှိထားသောထိုဆရာဝန်ကြီးကိုယ်တိုင်ကပင်လျှင်ဤမေးခွန်းကိုမဖြေနိုင်ပါဟုရိုးရိုးဖွင့်ပြောမှု၏မည်သူမျှလည်းအသေးချာသိမည်မဟုတ်တို့ရာတွင်ယူသွသွားသောလူတို့သည်မယူသွမီကမခံစားရရှာသောမိမိကိုမိမိအထင်ကြီးသောစိတ်ကိုယူသွသောအခါမှခံစားကြရလေသည်ဟုထိုဆရာကြီးကပြောမှုလေသည်ထိုနောက်ဆရာကြီးသည်ကျွန်ုပ်အားအောက်ပါအဖြစ်အပျက်ကိုပြောပြလိုက်လေသည်ကျွန်ုပ်ထံတွင်လွန်ယူမှားတဲ့မိန်းမလူမတအူးစိတ်ကူနေတာရှိတယ်လင်ယူတဲ့အတွက်သူ့ကိုချစ်ရမယ့်လင်ရဲ့ယာကငြိမ်းမှုရဲ့ကလေးရဲ့ဂုံရဲ့သူမျောလင့်ခဲ့တယ်
သို့ပေမဲ့သူ့မျှော်လင့်ချက်တွေဟာအကုန်လုံးလွင့်စင်ကုန်တာပဲသူ့ယောက်ျားကသူ့ကိုမချစ်သူနဲ့တော့ထမင်းလက်ဆောင်မစားသူ့လင်နေတဲ့ပေါ်တက်ကိုသွားပြီးသူ့ကိုယ်တိုင်ထမင်းခုခတ်ကြွေးရတယ်သူ့မှာကလေးလည်းမရှိဂုံလည်းမရှိဒါနဲ့သူယူပါရောသူ့စိတ်ကူးထဲမှာသူ့လင်ကိုသူကွာလိုက်ပြီးအပြိုဘဝကသူ့နာမည်ကိုပြန်ယူထားတယ်ယခုသူ့ကိုသူအင်္ဂလိပ်မူးမတ်တအုပ်နဲ့အိမ်တော်ပြုတ်ဘတ်လို့ယုံကြည်နေပြီးသူ့ကို Lady Smith လို့ခေါ်ခိုင်းနေတယ်ကလေးကိုဘလောက်လိုချင်နေတယ်လဲဆိုရင်ညတိုင်းကလေးတယောက်ယောက်မွေးနေတယ်လို့သူထင်နေတယ်သူ့အခန်းထဲကိုကျွန်တော်ဝင်သွားတိုင်းဆရာမနေ့ညကကျမကလေးတယောက်မွေးတယ်လို့စီးပြီးပြောတယ်ဟူ၍ကျွန်ုပ်အားထိုဆရာဝန်ကြီးကပြောပြနေသည်လူကောင်းပကတိဖြစ်စဉ်ကသူ၏မျှော်လင့်ချက်များသည်အားလုံးပျက်စီးခဲ့လေသည်တို့ရာတွင်ယူသွတ်သောအခါမှသူ၏လူရင်းဆန္ဒများအားလုံးပြည့်ဝရခြင်းသည်ကြေကွဲဝမ်းနည်းဖွယ်ရာကောင်းသလားကျွန်ုပ်မသိပါတို့ရာတွင်သူဆရာဝန်ကမူကားကျွန်ုပ်လက်ကိုဆန့်လိုက်ရုံဖြင့်သူယူသွတ်တဲ့ဝေဒနာကိုပျောက်စေနိုင်မယ်ဆိုတော့လေကျွန်ုပ်သည်ပျောက်အောင်မလုပ်ပေလို့ယခုအတိုင်းသူသည်ပို၍စိတ်ချမ်းသာသည်ဟုကျွန်ုပ်အားပြောလိုက်၏လူတစုအနေနဲ့ပြောရလျင်အယူများသည်တင်နှင့်ကျွန်ုပ်တို့ထက်ပို၍စိတ်ချမ်းသာကြသည်များစွာသောလူတို့သည်ယူနေသည်ကိုကြိုက်နှစ်သက်ကြ၏အဘယ်ကြောင့်မနှစ်ချရမည်နည်းသူတို့၏ခက်ခဲသောပြဿနာများကိုသူတို့ဖြေကြခြင်းပင်ဖြစ်၏သူတို့သည်တင်အားဒေါ်လာ1 သန်းတန်ချက်လက်မှတ်ကိုရေး၍တော့လဲပေးလိမ့်မည်အာဃာခံမင်းသားကြီးထံသို့မိတ်ဆက်စာတစ်စောင်တော့လဲရေးပေးလိမ့်မည်သူတို့နှစ်ချက်ချိုက်အလိုရှိကြသောသူတို့ကိုသူတို့အထင်ကြီးနေသည့်ဆန္ဒကိုယူသွတ်နေစဉ်သူတို့သည်ပြေဝကြရလေသည်အကယ်၍အချို့လူတို့သည်မိမိကိုမိမိအထင်ကြီးနေသောဆန္ဒကိုပြေဝယုံအတွက်ယူသွတ်သည့်ဘဝသို့ပင်ကူးပြောင်းရသည်ဟုဆိုလျင်လူတို့အားသူတို့အလိုရှိသောဆန္ဒများကိုမယူသွတ်ရဘဲနှင့်ပြေဝအောင်တင်းနှင့်ကျွန်ုပ်တို့လုပ်ပေးနိုင်ပါလျင်အံ့ဩ၍မကုန်နိုင်သောကိစ္စများကိုကျွန်ုပ်တို့သည်မြည်မြပြီးစီးအောင်လုပ်နိုင်မည်ကိုတွေး၍ကြည့်ချပေတော့ကျွန်ုပ်သိရသလောက်မှာလစာငွေအဖြစ်နှင့်တစ်နှစ်လျင်ဒေါ်လာငွေ1 သန်းရသောသူများသည်လူသမိုင်းတွင်2 ယောက်သာရှိသေး၏ဝေါ်လတာခရိုက်စလာနှင့်ချာရစ်တို့ဖြစ်ကြသည်အန်ဒရူးကာနာဂျီသည်ချာရစ်ကိုတစ်နှစ်လျင်လစာငွေဒေါ်လာ1 သိန်းသို့မဟုတ်တစ်နှစ်လျင်ဒေါ်လာငွေ3000ခန့်ကိုအဘယ်ကြောင့်ပေးသည်နည်းဘာကြောင့်လဲတမဏိတထေအန်ဒရူးကာနာဂျီသည်ချာရစ်ကိုတစ်နှစ်လျင်လစာငွေဒေါ်လာ1 သန်းပေးထားခြင်းမှာချာရစ်သည်ပကင်းတယောက်ဖြစ်၍လားမဟုတ်ပါသို့မဟုတ်လျင်တမဏိလုပ်ငန်းကိုအခြားသူများထပ်ပို၍နားလည်သောကြောင့်လားဟာမဟုတ်တာသူ၏လက်အောက်တွင်သူထက်တမဏိလုပ်ငန်းကိုပို၍တက်သောအလုပ်သမားအများအများရှိသည်ဟုချာရစ်ကကျွန်ုပ်ကိုပြောပြပူ၏ဤလာကကိုသူရခြင်းသည်အခြားစွမ်းရည်တို့ထက်လူများနှင့်ဆက်ဆံရ၌အသုံးချနိုင်သောစွမ်းရည်တတိအတွက်ဖြစ်သည်ဟုရှုကပြောသည်လူများနှင့်မြေကဲ့သို့ဆက်ဆံသည်နည်းဟုသူ့ကိုကျွန်ုပ်ကမေး၏သူ၏တစ်ခုကောင်းကိုသူပြောပြသည့်အတိုင်းအောက်တွင်ပြန်ရေးပြလိုက်ပါ၏ထိုစကားများသည်အမေရိကန်ပြည်ရှိအိမ်တိုင်းကျောင်းတိုင်းဆိုင်တိုင်းအလုပ်ရုံတိုင်း၌တကဘာတီကျေးနီပြားပေါ်တွင်ထွင်းထားရန်ကောင်းသောစာများဖြစ်လေသည်ဘရာဇီးနိုင်ငံတွင်မိုးမီများရွာသည်လက်တင်ဘာသာကရိယာများသည်မိတို့ပြောင်းလဲသည့်စသောစာများကိုအချိန်ကုန်ခံ၍အလွတ်ကျက်နေမည်အစားကလေးများအလွတ်ကျက်ရန်ကောင်းသောစကားများသည်ထိုစကားများပင်ဖြစ်လေသည်ကျွန်ုပ်တို့ကိုယ်တိုင်ထိုအတိုင်းကျင့်ဆောင်သွားနိုင်လျင်ထိုစကားများသည်တင်နှင့်ကျွန်ုပ်တို့၏နောင်ရေးကိုပြုပြင်ပြောင်းလဲပြည့်မည်စကားများဖြစ်၏အလုပ်သမားများကိုစိတ်အားတက်ကြွအောင်ဆွပေးနိုင်သောကျွန်ုပ်၏စွမ်းရည်သည်ကျွန်ုပ်ပိုင်ဆိုင်သမျှထဲတွင်အကြီးဆုံးသောအရေးချင်းပင်ဖြစ်ပါသည်လူတစ်ယောက်အားသူ့၌ရှိသောအကောင်းဆုံးအစွမ်းကိုပြနိုင်အောင်မြင့်တင်ပေးရန်နည်းလမ်းသည်ချီးမွမ်းခြင်းနှင့်အားပေးခြင်းပင်ဖြစ်ပါသည်အထက်လူကြီးများ၏ပြစ်တင်ကြိမ်မောင်းခြင်းလောက်လူတစ်ယောက်၏တက်လန်းကိုအညွန့်တုံအောင်လုပ်ပစ်သောအရာသည်မရှိကျွန်ုပ်သည်မိသူတစ်စုံတစ်ယောက်ကိုမျှအပြစ်မတင်လူတစ်ယောက်ကိုအလုံးလုံးချင်အောင်ပြုလုပ်ပေးခြင်းကိုကျွန်ုပ်ယုံကြည်၏ထို့ကြောင့်ကျွန်ုပ်သည်ချီးမွမ်းရန်အချက်ကိုသာရှာ၍အပြစ်ရှာရန်ကိုကလွန်စွာမုန်းတီးခဲ့၏ကျွန်ုပ်အကြိုက်နှင့်တွေ့လျင်စိတ်ရောကိုယ်ပါထောက်ခံ၍ချီးမွမ်းစရာတွေ့ကရရရောချီးမွမ်းပစ်လိုက်၏ဟူ၍ရွက်ကပြောပြလိုက်သည်ရွတ်သည်ထိုကဲ့သို့ကျင့်၏ရေပုံရအဖြစ်လူတို့သည်ဘလို့ကျင့်တယ်လဲထိုစကားများနှင့်ပြောင်းပြန်ကျင့်ကြကုန်၏သူတို့အကြိုက်နှင့်မတွေ့လျင်အစွမ်းကုန်စုပွက်ပြည့်၍အကြိုက်နှင့်တွေ့လျင်ငြိမ်ငြိမ်နေတတ်၏ကဘာပေါ်ရှိများစွာသောအရက်ဒေတာတို့၌ကျွန်ုပ်ပေါင်းသင်းဆက်ဆံခဲ့ရသောလူကြီးလူငယ်များနှင့်များစွာသောလူများထဲတွင်မြည်မြပင်ယာဒူးဌာနကရကြီးမားသူပင်ဖြစ်စေကမူ
ကျင်းမောင်းစုပူနေသည့်လက်အောက်တွင်လုံနေရသည့်ထက်ထောက်ခံချင်းမွန်လျက်ရှိသောလက်အောက်တွင်အလုပ်ကိုပို၍ကောင်းအောင်နှင့်ပို၍အားကျိုးမှန်တမ်းမလုပ်သောသူကိုယခုထက်တိုင်ရှာမတွေ့သေးပေဟု၍ရွက်ကပြောပူ၏ထိုအချက်သည်အန်ဒရူးကာနဂျီအမခန်းအောင်မြင်ခြင်းထူးခြားသောအကြောင်းတစ်ရပ်ဖြစ်သည်ဟု၍ရွက်ကဖွင့်ဟ၍ပြောပြလေသည်ကာနဂျီသည်သူ၏လုပ်ဖော်ကိုင်ဖက်များကိုလူများရွှေ့တွင်၎င်းနောက်ွယ်တွင်၎င်းချီးမွမ်း၏တည်ပြီးသည့်နောက်ကာလ၌ပင်ကာနဂျီသည်သူ၏အလုပ်သမားများကိုချီးမွမ်းလိုသောကြောင့်ဤနေရာသည်မိမိထပ်ပို၍လိမ္မာရေးချရှိသောသူများကိုမိမိအားကူညီအောင်ဘလို့လုပ်ရမည်ကိုတည်သူတဦး၏တင်းချိုင်းဖြစ်သည်ဟု၍ကြောက်ပြားတွင်ထွင်ကသူ၏တင်းချိုင်းကိုတွင်တက်ဆင်လာ၏လူများကိုတင်သွင်းရ၌ရော်ဖဲလာ၏အောင်မြင်ခြင်းဤကောင်းတရက်သည်လိုက်လိုက်နဲ့လဲချီးမွမ်းခြင်းပင်ဖြစ်လေသည်ဥပမာပြပါအံ့တခါတော့ကရော်ဖဲလာ၏အဆုဆက်ပါဒနာတဦးဖြစ်သောအက်ဒဝတ်ဒီဘတ်ဖို့သည်တောင်အမေရိကတိုက်တွင်ရေနံတွင်းကိုအဝယ်မှားသောကြောင့်ကုမ္ပဏီသည်ဒေါ်လာ1 သန်းခန့်ရှုံးခဲ့၏ထိုအခါရော့ဖဲလာသည်ဘတ်ဖို့ကိုအပြစ်တင်မည်ဆိုလျှင်တင်နိုင်၏တို့ရာတွင်ဘတ်ဖို့သည်အစွမ်းကုန်စ조사၍ဆောင်ရွက်သည်ကိုရော်ဖဲလာသိသည်နှင့်ဤကိစ္စကိုမျက်စိမှိတ်လိုက်၏ထိုသို့လှုပ်ခြင်းနှင့်မကျေနပ်သည်ရော်ဖဲလာသည်ဘတ်ဖို့ကိုချီးမွမ်းရန်အချက်ကိုတွေ့သည်နှင့်ဘတ်ဖို့သည်သူသွင်းထားသောငွေရင်း၏60%ကိုဆုံးရှုံး၍မသွားလေအောင်တားထားနိုင်သည်ဟု၍ချီးကျူး၏ဒါအတော်ကိုနေရာကျတာပဲတို့တွေအစင်ဒါတော့ကောင်းအောင်မလုပ်ဘူးဟု၍ရော်ဖဲလာကပြောလေသည်Broadway အရက်တွင်လူများ၏အာယုံကိုညွတ်နူးအောင်အသုံးတော်ခံလျက်ရှိသောအငိမ့်ဆရာများတွင်အထင်ရှားဆုံးသောအငိမ့်ဆရာဇစ်ကဘဲသည်အမေရိကန်သူများကိုဂုဏ်မြင့်အောင်အမွှန်းတင်ပေးနိုင်သည့်စွမ်းရည်တတိကြောင့်သူကိုယ်တိုင်ကြော်စောအိတ်ထိရရှိလေသည်မြည်သူတဦးတယောက်ကမျှနှစ်ကြိမ်ပြန်၍မကြည့်ကျင်သောအပေါ်စားမိန်းကလေးများကိုမြင်သူတို့ငေးလောက်အောင်တမျိုးတစ်ဖုံပြုပြင်ပြီးလျင်ဇက်စင်ပေါ်သို့တင်ပေးလိုက်၏ချီးမွမ်းထောပနာပြုခြင်းနှင့်မိမိကိုယ်ကိုစိတ်ချယုံကြည်လာအောင်ပြုလုပ်ပေးခြင်းတို့၏အဖို့ကိုကောင်းစွာသိရှိသည်ဖြစ်ရာသူ၏အငြိမ်းသမားများပေါ်တွင်သူကိုယ်တိုင်မျက်နှိုးခြင်းညှာတာခြင်းတို့ဖြင့်သူတို့ကိုယ်သူတို့ချောမွေ့လှပသောမိန်းမများဖြစ်သည်ဟုအထင်ရောက်စေလေသည်သူသည်လက်တွေ့သမားတဦးဖြစ်သောကြောင့်တနင်္ဂနွေတစ်ပတ်လျင်အငြိမ်းသမားတဦးကိုဒေါ်လာငွေ30ပေးရမှဒေါ်လာငွေ185အထိမြင့်တင်လိုက်၏မိန်းမသားများပေါ်တွင်အထူးထောက်ထားသောသဘောဖြင့်ပွဲဥထွက်များ၏အစီအစဉ်တွင်ပါဝင်သောအငြိမ်းသမားများထံသို့ကျေးနန်းတစ်ဆောင်ပို့လေရှိ၏အငြိမ်းသမားတိုင်းသို့နာမည်ကျော်အမေရိကန်နှင်းစီပန်းများကိုလည်းလက်ဆောင်အဖြစ်ပို့စေ၏ကျွန်ုပ်သည်တခါကအစားမစားဘဲနေသည့်ကျင့်စဉ်ကိုသဘောကျသောကြောင့်6ရက်အစားမစားဘဲနေခဲ့၏2ရက်မြောက်သောနေ့တွင်အနည်းငယ်စား၍6ရက်မြောက်သောနေ့တွင်ထိုမျှလောက်မစားလောင်တော့ချေလူတို့သည်သူတို့၏တာမယာသို့မဟုတ်လုပ်သားများအား6ရက်လောက်ထမင်းမကျွေးဘဲထားမိလျင်သူတို့ကိုယ်တိုင်ရာဇဝတ်မှုကြီးကိုကျူးလွန်မိသလောက်အထင်ရောက်ကြကြောင်းတင်တို့ကျွန်ုပ်တို့သိရှိကြ၏တို့ရာတွင်ထမင်းကိုတောင့်တသလောက်စိတ်ရောကိုယ်ပါချီးမွမ်းမှုကိုလူတို့သည်သူတို့၏တာမယာကိုတော်၎င်းလုပ်သားများကိုတော်၎င်း6ရက်တနင်္ဂနွေ6ပတ်မြမကအနှစ်60တိုင်အောင်ပင်မပေးဘဲထားကြလေသည်Efralan ဆိုသူသည်Reunion in Vienna ဆိုသောပြဆက်တွင်ဇက်လိုက်ကြီးအဖြစ်ဖြင့်ဝင်ရောက်ကပြစဉ်ကကျွန်ုပ်ကိုကျွန်ုပ်အထင်ကြီးစေရန်အတွက်အားဖြည့်မှုလောက်မြည်သည့်အရာကိုမျှကျွန်ုပ်မလိုဟူ၍ထုတ်ဖော်ပြောဖို့၏ကျွန်ုပ်တို့သည်အစာအာဟာရကောင်းများဖြင့်ကျွန်ုပ်တို့၏ကလေးများမိတ်ဆွေသင်္ကာဟများနှင့်လုပ်သားများ၏ကိုယ်ကာယများကိုတန်မာထွားကြိုင်အောင်ပြုလုပ်ပေးကြ၏တို့ရာတွင်သူတို့၏ငယ်နေသောစိတ်များကိုကြီးထွားလာအောင်ဗနခါများလုပ်ပေးဟုတည်းအားအင်ဖြစ်တည်ရန်ကျွန်ုပ်တို့သည်ထိုသူများအားအမဲသားခင်နှင့်အာလူးကိုပေးခဲ့ကြ၏တို့ရာတွင်အာယုန်တက်တွင်မြင်ရသောစေတရာများသည်လူတို့၏နှလုံးကိုနှစ်သိမ့်စေတကဲ့သို့သူတို့၏မှတ်ဉာဏ်တွင်နှစ်ပရိစေတာပေါင်းများစွာနှစ်သိမ့်စေနိုင်သည့်ထောက်ထားညှာတာသောချီးမွမ်းစကားများကိုကထိုသူများကိုပေးရန်ကျွန်ုပ်တို့မိနေကြလေသည်အချို့စာဖတ်သူတို့ကဒီမြောက်လုံးပင်လုံးတွေဟာရိုးနေပါပြီကွာဒါရင်ငါစမ်းမှုပါတယ်လူနဲ့လူပါတွေကိုတော့စမ်းလို့မရပါဘူးဟူ၍ယခုလောက်ရှိနေရင်ပြောနေရောမည်ဟုတ်ပါတယ်မြောက်လုံးပင်လုံးများနှင့်ပါနှက်သောလူများအပေါ်တွင်စမ်း၍မရပါမြောက်လုံးပင်လုံးများကိုပြောသူများသည်စိတ်ထဲကပါ၍ပြောသူများမဟုတ်ထိုသူတို့သည်ကိုကျိုးရှာသမားများသာဖြစ်ပါသည်မြောက်လုံးပင်လုံးသာမှန်လျင်စမ်း၍မရသင့်ုံသာမကများသောအဖြစ်စမ်း၍မရသည်သာများ၏
အချို့သူများသည်အချီးမွမ်းခံခြင်းလွန်သောကြောင့်ဘလို့မြောက်မြောက်ဘလို့ပင်ပင်ငတ်ပြတ်နေသောလူတစ်ယောက်သည်မျက်နှင့်တီကိုပင်ဝါစားတကဲ့သို့မြောက်သမျှပင်သမျှကိုကြိုက်သည်ကမှန်၏တက်တည်ပြပါအံ့မကြာခဏလက်ထက်ကြသောဒီပါနေညီနောင်တို့သည်အဘယ်ကြောင့်မယားအယကံကောင်းကြပါသလဲမင်းသားများဟုအမည်တွင်သည့်ထိုညီကိုနှစ်ဦးသည်ကြော်ကြားထင်ရှားသောရုပ်ရှင်မင်းသမီးနှစ်ဦးကဘာကျော်စတမကြီးတစ်ဦးနှင့်တန်းပေါင်းများစွာချမ်းသာသောဘာဘရာဟတ်တန်တို့ကိုအဘယ်ကြောင့်ရအောင်ယူနိုင်ကြပါသနည်းအဘယ်ကြောင့်နည်းဤသို့ရအောင်သူတို့သည်မိကဲ့သို့လှုပ်ကြသနည်းဒီပါနေညီကိုတို့၏မိမတွေကိုဆွဲစေသောမလုံးသည်အဘယ်အရာများဖြစ်ပါသနည်းဟုသောပြဿနာမှာများစွာသောလူတို့နှစ်ပေါင်းများစွာမဖြေနိုင်သောပြဿနာတစ်ရပ်ပင်ဖြစ်လေသည်ကဘာကြီးနှင့်ယောက်ျားများအကြောင်းကိုကောင်းစွာသိကျွမ်းပါနှပ်ပြီးဖြစ်သူနိုင်ငံကျော်ရုပ်ရှင်မင်းသမီးပိုလာနီဂရီသည်ထိုပြဿနာကိုကျွန်ုပ်အားတစ်ခါကရှင်းပြဖို့၏ပိုလာနီဂရီကကျမတွေ့ဘူးသောယောက်ျားတွေထက်သူတို့ညီကိုနှစ်ယောက်ဟာတစ်ဖက်သားကိုမြောက်ပင့်တဲ့အတက်ကိုပိုပြီးကျွမ်းကျင်ကြတယ်ယခုလိုအစ်စ်အမှန်ကိုလိုက်နေတဲ့ခေတ်ကြီးထဲမှာမြောက်ပင့်တက်တဲ့အတက်ဟာကွယ်ပြောက်တလောက်ဖြစ်နေတယ်ဒီလိုမြောက်ပင့်တက်တဲ့စွမ်းဟာဒီပါလီညီကိုတို့ရဲ့မိန်းမများကိုဆွဲလန်းစေတဲ့မက်လုံးများဖြစ်ကြောင်းကိုကျမအမှန်သိတယ်ဟုထုတ်ဖော်ပြပြသည်ဟူ၍အဒီလာရောဂျာစိန့်ဂျွန်ဆိုသူက Liberty Magazine ၏ဆောင်းပါးတစ်ခုတွင်ထုတ်ဖော်ရေးသားခဲ့ပူလေသည်ဝီတိုရီယာဘုရင်မကြီးပင်အမြောက်ကြ၏ဘုရင်မကြီးနှင့်ဆက်သွယ်ရာတွင်အလွန်အကျိုးမြောက်ပင့်ခဲ့သည်ဟု၍ Disraeli ကဝန်ခံ၏ကျွန်ုပ်သည်အားရပါရမြောက်ပင့်သည်ဆိုသောစကားသည် Disraeli ကိုယ်တိုင်ဝန်ခံသောစကားကိုမူရင်းအတိုင်းပြန်၍ရေးသားလိုက်ခြင်းဖြစ်သည် Disraeli သည်ကျေပြန့်လာသောဗြိတိရှနိုင်ငံတော်ကိုအုပ်စိုးခဲ့မှုသောလူများထဲတွင်အရင်ကြီးဆုံးအကျွမ်းကျင်ဆုံးအပားနှစ်ဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်လေသည်သူ့လုပ်ငန်းမျိုးတွင်သူသည်ပကေးတဆူဖြစ်၏မြောက်ပင်ခြင်းသည်အကျိုးရှိရန်ထက်ဘေးတွေ့ရန်ကပိုများလေသည်မြောက်ပင်ခြင်းသည်အစစ်မဟုတ်အတုမျှသာဖြစ်၏ငွေရင်းကားတုကိုသုံးမိတကဲ့သို့တင့်ကိုနောက်ဆုံး၌ဘေးတွေ့အောင်လုပ်မိဖြစ်၏ချီးမွမ်းခြင်းနှင့်မြောက်ပင်ခြင်းတို့သည်ဘယ်ကဲ့သို့ခြားနာကြသနည်းအဖြစ်သည်အလွယ်ကလေးပင်ဖြစ်၏ချီးမွမ်းခြင်းသည်ရိုးဖြောင်း၏မြောက်ပင်ခြင်းသည်မရိုးဖြောင်းချီးမွမ်းခြင်းသည်ဝမ်းထဲစိတ်ထဲမှထွက်လာ၏မြောက်ပင်ခြင်းသည်နှုတ်ဖျားမှထွက်လာ၏ချီးမွမ်းခြင်းသည်အချီးမွမ်းခံရသူအတွက်အကျိုးဖြစ်ရန်ရည်စူး၏မြောက်ပင်ခြင်းမှမူကားမြောက်ပင်သူအတွက်သာအကျိုးဖြစ်ရန်ရည်စူး၏ချီးမွမ်းခြင်းကိုအားလုံးသောသူများသည်မျက်နှာကြ၏မြောက်ပင်ခြင်းကိုဆက်ဆုပ်၏မက္ကဆီကိုမြို့တော်ရှိချက်ပူးတိပတ်နန်းတော်အတွင်း၌ General Obregon ၏ကိုထက်ဝက်ရုပ်တုတစ်ခုကိုတွေ့မိ၏ထိုအယုတ်အောက်တွင်တင့်ကိုဝိုင်းတိုက်သောရန်သူများကိုမကြောက်ပါနှင့်တင့်ကိုဝိုင်းမြောက်သောမိတ်ဆွေများကိုသာကြောက်ပါဟု၍ Obregon ၏အယူအဆစလုံးများကိုထွန်းထားလေသည်ကျွန်ုပ်သည်မြောက်ပင်ရမည်ဆိုသောအကြံကိုသင်တို့ကိုပေးနေသည်မဟုတ်ပါဤလိုအကြံမျိုးကိုပေးရန်ဝေးလေစွာလူများနှင့်ပေါင်းသင်းဆက်ဆံရာ၌အသုံးပြုရန်ဤသည့်ဤကောင်းတစ်ခုအကြောင်းကိုသာကျွန်ုပ်ပြောနေခြင်းဖြစ်ပေသည်တစ်ချိန်ထပ်၍ပြောပြရစီလူများနှင့်ပေါင်းသင်းဆက်ဆံရာ၌အသုံးပြုရန်ဤသည့်ဤကောင်းတစ်ခုအကြောင်းကိုသာကျွန်ုပ်ပြောနေခြင်းဖြစ်ပါသည်ပြင်စမဂျော့ဘီရင်သည်ဘက်ကန်ဟန်နန်းတော်အတွင်းရှိသူအလုပ်လုပ်သောအခန်း၏နေရန်ပေါ်တွင်စကပုံ6ခုကိုရေးဆွဲထား၏ရင်းတို့အနက်တစ်ခုသည်အပေါ်စားချီးမွမ်းခြင်းကိုကျွန်ုပ်ကိုယ်တိုင်ခံယူရန်တော်၎င်းကျွန်ုပ်ကပေးရန်တော်၎င်းကျွန်ုပ်အားမတင်ကြပါနှင့်ဟူ၍ပင်ဖြစ်လေသည်အပေါ်စားချီးမွမ်းခြင်းဆိုသည်မှာမြောက်ပင့်ခြင်းပင်ဖြစ်သည်တဖန်ပြန်၍ဖော်ပြရန်ကောင်းသောမြောက်ပင့်ခြင်း၏အတိတ်ပဲအရှိကောက်ကိုကျွန်ုပ်သည်တစ်ခါကဖတ်ရကုန်၏မြောက်ပင့်ခြင်းသည်မြောက်ပင့်ခံရသူအားသူကိုယ်သူထင်နေသည့်အထင်အတိုင်းတသဝေမတိန်ပြောပြခြင်းဖြစ်လေသည်တင်သည်မိသည့်စကားကိုပြောတင့်အကြောင်းကလွဲ၍တခြားအကြောင်းကိုမပြောနိုင်ခြင်းဟု၍ဝေါ်လ်ဒိုအီမာဆန်ကပြောပြပုံ၏ကျွန်ုပ်တို့လုပ်ရန်အလုပ်သည်မြောက်ပင့်ယုံသာဆိုလျင်လူတိုင်းထိုအလုပ်ကိုလုပ်ကြပြီးတော့ကျွန်ုပ်တို့အားလုံးသည်ပေါင်းသင်းဆက်ဆံရေးလုပ်ငန်းတွင်အထူးနှံ့ဆက်ကျင်တဲ့သူများကြီးဖြစ်နေကြပေမည်ကျွန်ုပ်တို့၏ပြဿနာတစ်ခုခုကိုစဉ်းစား၍မနေသောအခါမျိုးတွင်ကျွန်ုပ်တို့ပိုင်းအချိန်၏65%ကိုကျွန်ုပ်တို့၏အကြောင်းကိုသာစဉ်းစားနေခြင်းဖြင့်အချိန်ကုန်လွန်ကြစေ၏အကယ်၍ကျွန်ုပ်တို့သည်ကျွန်ုပ်တို့အကြောင်းကိုသာတွေးတောနေခြင်းကိုခိတ္တခဏများလောက်ရက်စဲ၍အခြားသောသူများ၏ကောင်းသောအချက်များကိုစတင်စဉ်းစားမိပါလျင်ပါဇက်ကမထွက်မီကပင်မြောက်လုံးပင်လုံးများဖြစ်ကြောင်းကိုကြိုတင်၍သိနိုင်သောအဖိုးမတန်၍မဟုတ်မမှန်သည့်အမြောက်အပင်တို့ကိုအသုံးပြုရသည့်အခြေသို့ကျွန်ုပ်တို့ဆက်ရောက်ကြမည်မဟုတ်ပေကျွန်ုပ်တွေ့ရသောလူတိုင်းတို့သည်တနည်းနည်းဖြင့်ကျွန်ုပ်ထက်သာသောလူများဖြစ်သည်ဟုမှတ်လိုက်၏
သို့မှသာကျွန်ုပ်သည်ထိုသူများ၏အကြောင်းကိုသိနိုင်၏ဟုအီမာဆန်ကပြောမှုလေသည်ဤစကားသည်အီမာဆန်လိုပညာရှင်ကြီးတဦးအဖို့မှန်ကန်ခဲ့လျင်သင်နှင့်ကျွန်ုပ်တို့အဖို့အစပေါင်း1000လောက်ပို၍မမှန်ပေဘူးလားကျွန်ုပ်တို့အောင်မြင်ခဲ့သည့်အရာများနှင့်ကျွန်ုပ်တို့လိုလားတောင်းတချက်များကိုသာတွေးတောခြင်းကိုရက်စဲကြပါစို့အခြားသူများ၏ကောင်းသောအချက်များကိုလည်းစူးစမ်း၍ရှာဖွေကြပါစို့ထို့သို့ရှာပြီးသောအခါမြောက်လုံးပင်လုံးများကိုမေ့ပစ်ကြပါစို့ရိုးသားဖြောင့်မှန်၍စိတ်ထဲကပါသောချီးမွမ်းခြင်းကိုပြုပါလေထောက်ခံရန်ကိစ္စပေါ်လာလျင်စိတ်ရောကိုယ်ပါထောက်ခံ၍ချီးမွမ်းစရာရှိလျင်ရရရောချီးမွမ်းပါထိုအခါလူတို့သည်တင်ဤစကားများကိုအလေးအမှတ်ပြု၍စီးပူးထားကြပြီးလျင်ထိုစကားတို့ကိုတင်ကိုယ်တိုင်မေ့သွားတော့လေထိုလူများကမူကားသက်ဆုံးတိုင်အကြိမ်ကြိမ်အဖန်ဖန်ပြောဆိုသုံးဆွဲလျက်ရှိကြမည်ဖြစ်၏ခုလိုအဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်